ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့8လပိုင်း22ရက်နေ့ဖြစ်ပါတယ်စနေနေ့ပါကဲဒီနေ့မှာတော့ကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်ကြိုတင်လာဝင်လို့ရပါပြီညကျွန်တော်အဖွဲ့ဝင်အယောက်30ခေါ်ထားတာပြည့်သွားပြီဒါပေမဲ့ကျွန်တော်အခုမနက်မှာလာပြောကြတာပေါ့နော်စီကထပ်မံလျှော့ပေးပါအောင်ကျွန်တော်တို့ကအဆင်မပြေလို့ပါခက်ခဲလို့ပါဆိုတဲ့မိတ်ဆွေများအားလုံးပဲเนาะကျွန်တော်ထပ်မံပြီးဒီနေ့မှာနောက်ဆုံးလျှော့ပေးပါမယ်ကျွန်တော်စီမှာတပတ်စာအပီးပုံမှန်အဖွဲ့ဝင်ကြီး9000ကျပ်ဖြစ်ပါတယ်တပတ်စာပေါ့နော်10ချိန်စာအပီးပါဒါပေမဲ့9000ကျပ်လုံးမဟုတ်ဘဲနဲ့ဒီနေ့မှာအထူးလျှော်စေ6000ကျပ်နဲ့10ချိန်စာအပီးစစ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုပြအောင်ကြည့်တော့ပါဒီနေ့စနေနေ့မှာအပွဲလာဝယ်သူတန်းကိုကျွန်တော်နောက်ဆုံးအနေနဲ့6000လျှော့ပေးပါမယ်ဒါလည်းကျွန်တော်ခဏခဏအတန်လာပြောနေတဲ့မျိုးစီများအတွက်ပေါ့နော်အဲ့တော့မိတ်ဆွေတို့6000နဲ့တန်အောင်ကျွန်တော်တို့ဘက်ကနေပြီးတော့10ချိန်စာသလုံးစူးစမ်းပေးတော့မှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ပြပြချင်တာ10ချိန်စာတပတ်စာအပီးဝယ်တဲ့မိတ်ဆွေများကိုကျွန်တော်ဘက်ကနေပြီးတော့နေ့တိုက်ကနန်း10ချိန်အပီးရမယ်ဒါအပြင်ဗုဒ္ဓဟူးမကျော်အပီးခွေကတ်ရမယ်ပြီးတော့တပတ်စာမွေးကနန်း2ကွက်ကောင်းကတ်ရပါမယ်ဒါအပြင်နေ့တိုက်တစ်ကွက်ကောင်းအာမခံကတ်တို့ကအပူရမှာဖြစ်ပါတယ်10ချိန်မှာကျွန်တော်တို့6ချိန်အာမခံပေးထားပါတယ်10ချိန်မှာ6ချိန်မပေါဘူးဆိုရင်ကျွန်တော်တို့စီမှာအဖို့ဝင်ထားတဲ့ငွေ6000ကျပ်ကိုငွေ6ဆတိတိပြန်ရောပေးသားမှာဖြစ်ပါတယ်ဒါအပြင်မရှိလို့ကိုကျွန်တော်အဖို့ဝင်အယောက်ကျွန်တော်20ပဲကျွန်တော်လက်ခံပါမယ်အယောက်20 30ပေါ့30ထန်ကုန်ပေါ့နော်အဲ့တော့အယောက်20တော့၎င်း30တော့၎င်းလက်ခံပေးပါမယ်ပြည့်သွားပြီဆိုရင်တော့ limit ပြည့်သွားပြီဆိုရင်တော့အဖို့ဝင်လုံးဝမရတော့ဘူးเนาะရတော့ရမယ်ရှော့သေး6000နဲ့လုံးဝမရတော့ပါဘူးဒါကျွန်တော်နောက်ဆုံးပြောတာပါဘာကြောင့်လဲဆိုတော့အဖို့ဝင်တွေရင်းများတဲ့အခါမှာကျွန်တော်ဘက်ကနေပြီးတော့ပေါ်ကနန်းတွေပါရင်းပေါက်ကြတော့မှစိုးရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှိတဲ့ဘက်မှာကျွန်တော်တို့10ချိန်မှာ6ချိန်အာမခံတယ်အဲ့တော့တပတ်စာ9000ကျပ်ကို6000ကျပ်နဲ့ဒီနေ့မှာရှော့သေးရပါမယ်3000ရှော့ပေးထားပါတယ်အဲ့တော့မနက်ဖြန် Sunday တနေ့ကိုနေဆိုရင်တော့ရှော့သေးလုံးဝမရတော့ဘူးအခါကျရင်တော့ဈေးတက်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာအမြတ်အဖို့ဝင်လာဝင်ထောက်ကြားဖို့လည်းဖိတ်ခေါ်ပါတယ်စိတ်ဝင်စားလို့အဖို့ဝင်ခြင်းနေဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ် Viber 3999514000ကျွန်တော်ရဲ့ဖုန်း Viber နံပါတ်တစ်မျိုးလေးကနေဆက်သွယ်ပြီးတော့အဖို့ဝင်ခြင်းပါတယ်ဆိုပြီးလာဟိုင်းမှာ KPay WePay နံပါတ်ကိုလာပြီးတော့တောင်းပါခင်ဗျာထပ်ပြောမယ်နော်တာဝန်ယူမှုတာဝန်ခံမှုအာမခံချက်အပြည့်ပေးထား